Tomorrow dikning lila jaya me atawya gado epe orasa kanji le ange sakwani kanji nga ange na seti bono epe orasa kanji le ange sakonga ne piro akanji nga ange na seti te pare tomorrow era go machi khin le ma bono epe orasa ye yare jiwe chet na chet neအပိုင်းတစ်ပိုင်းကိုအချင်းချင်းကျွန်မဖော်ပြခြင်းပါတယ်ရှင်ပေါလုကအဲ့ဒီအဖေဝါစာကိုရေးတဲ့အခါမှာရွယ်ချက်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ယုံကြည်သူများအနေနဲ့ခရစ်တော်၌သူတို့ရဲ့အနေထားသူတို့ရဲ့ position ကဘာလဲဆိုတာသိဖို့နဲ့ခရစ်တော်၌သူတို့ရဲ့ခံစားရသောဝိညာဉ်ရေးရာကောင်းခြင်းမင်္ဂလာတွေကဘာတွေလဲဆိုတဲ့ဟာကိုသူတို့သိဖို့ရန်အတွက်ရွယ်ချက်နဲ့ရေးတာဖြစ်တယ်။သူတို့ရဲ့အချက်ကြတော့သူတို့ကခရစ်တော်၌သူတို့ဘသူတွေလဲပြီးတော့ခရစ်တော်ကသူတို့အတွက်ဘာကိုလုပ်ပေးခဲ့တယ်လဲဆိုတဲ့အရာနဲ့အညီသူတို့ရဲ့လက်တွေ့အသက်တာမှာဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှသူကအဲ့ဒီရွယ်ချက်နဲ့သူတို့ကိုခွန်အားပေးခြင်းလို့ရေးတာဖြစ်တယ်တိုက်တွန်းခြင်းလို့ရေးတာဖြစ်တယ်။ရွယ်ချက်နှမျိုးရှိတဲ့အတိုင်းပဲအဖေဩဝါစာကအပိုင်းတစ်ပိုင်းရှိပါတယ်ပထမအပိုင်းကတော့အခန်းကြီး1ကနေ3အထိဖြစ်တယ်အဲ့ဒီထဲမှာရှင်ပေါလုကပေါ့နော်အဖေမှာရှိတဲ့ယုံကြည်သူများအနေနဲ့သူတို့ဟာခရစ်တော်၌ဘယ်သူလဲဆိုတဲ့အရာကိုသိစေခြင်းလို့သူရေးတာဖြစ်တယ်ကိုယ့်အတ္တမှာခရစ်တော်၌ကိုကဘယ်သူလဲဆိုတာသိမှလက်တွေ့တတမှာလဲကိုကဘလို့တက်ရှင်ရမလဲဆိုတာသိမှာဖြစ်လို့သူကအဲ့ဒါကိုရေးတာအရင်ရေးတာဖြစ်တယ်ပေါ့နော်အခန်းကြီး1မှာခရစ်တော်၌ရွေးကောက်တော်သူများဖြစ်တယ်အခန်းကြီး2မှာယေရှုတော်အဖြစ်ကယ်တင်ခြင်းရောက်တာဖြစ်တယ်အခန်းကြီး3မှာခရစ်တော်၌ခရစ်တော်ရဲ့အသင်းတော်ရဲ့memberများဖြစ်ကြတယ်ဆိုတဲ့အကြောင်းအရာကိုသူရေးထားတယ်ပြီးတော့အဲ့ဒီဒုတိယအပိုင်းပေါ့နော်ဒုတိယအပိုင်းကအခန်းကြီး4အငယ်1ကနေပြီးတော့အခန်းကြီး6နှစ်20အထိပေါ့နော်အခန်းကြီး4ကနေ6အထိပေါ့နော်အဲ့ထဲမှာတော့လက်တွေ့ပိုင်းဆိုင်ရာမှာသူတို့အနေနဲ့ခရစ်တော်နဲ့သူတို့ကဘာတူလဲပြီးတော့ခရစ်တော်ကသူတို့အတွက်ဘာလို့ပေးခဲ့တယ်ဆိုတာသိပြီးတဲ့နောက်ပိုင်းမှာလက်တွေ့အတ္တမှာဘလို့အသက်ရှင်မလဲဆိုတဲ့အရာကိုအသေးစိတ်သူကရှင်းပြပေးတာဖြစ်တယ်အဲ့မှာarea 5ခုမှာသူကရှင်းပြပေးတာဖြစ်တယ်အဲ့ဒီမှာအခန်းကြီးမဟုတ်ဘူး area တစ်ခုကတော့ဘုရားကျောင်း၌ဒုတိယ area ကယုံကြည်သူတိုင်းရဲ့တဦးချင်းရဲ့တတမှာတတိယ area ကအိမ်မှာစရုပ်ထ area ကအလုံးမှာပြီးတော့5ခုမြောက်ကတော့ဝိညာဉ်ရေးရာစစ်ပွဲမှာဆိုတဲ့ area 5ခုအဲ့ဒီ5ခုထဲမှာဂျမကဒုတိယ area ဖြစ်တဲ့ယုံကြည်သူတိုင်းရဲ့အသက်တာမှာဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာကိုကျမတို့ဒီကနေ့ညအတူတကွဆင်ခြင်နှလုံးသွင်းကြမှာဖြစ်တယ်ယုံကြည်သူဆိုတာဘာလဲဆိုတဲ့အရာတွေပေါ့နော်အဲ့ဒါကျမတို့ဒီကနေ့ညမှာအဓိကဗဟိုပြုပြီးတော့ကျမတို့ဆင်ခြင်မှာဖြစ်တယ်အခန်းကြီး4အငယ်19နဲ့24အထိကိုကျမတို့ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်ယုံကြည်သူတွေဟာဆိုရင်အရင်နှုန်းကပေါ့နော်အပြစ်တရားရဲ့ကြေးကျွန်ဘဝအရင်ဘဝကိုထားခဲ့ပြီးတော့အတစ်တော်ဘဝအဲ့ဒီအတစ်တော်ဘဝဆိုတာကဘုရားသခင်ရဲ့ဝိညာဉ်တော်ကနေပြီးတော့သူတို့ရဲ့အတွင်းထဲကနေပြီးတော့ပြုတ်ပြင်ပေးပြီးအပြင်ပန်းတရံမှာအပြင်ပန်းမှာလည်းတွေ့ရတာဖြစ်တယ်ဆိုတဲ့အကြောင်းအရာပြောတယ်ပြီးတော့ကျမတို့ကခရစ်တော်နဲ့ခရစ်တော်၌ပေါ့နော်ကျမတို့ကအတစ်တော်ဘဝကိုရသွားတယ်ဆိုပေမဲ့လို့ချက်ချင်းပဲကျမတို့ကအကောင်းကြီးပဲတွေးပြီးတော့စိတ်နေသဘောထားလဲအကုန်လုံးကောင်းတဲ့ဟာကိုပြအဲ့လိုမျိုးချက်ချင်းမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့ကဘုရားသခင်ပြုပြင်ခြင်းကိုနာခံခြင်းအဖြစ်ကျမတို့ရဲ့အသက်တာကပိုပြီးပြောင်းလဲလာမှာဖြစ်တယ်ပြောင်းလဲခြင်းက
နှင်းနိုင်တယ်ဒါပေမဲ့ဖယားသခင်ကိုကိုးစားတယ်ဆိုရင်ဖယားသခင်ကကျမတို့ပြုပြင်ပြောင်းလဲပေးမှာဖြစ်တယ်ကျမတို့အခန်းကြီးလေးအငယ်21ကနေ24ထိကိုကျမတို့ကြည့်ဖတ်ရအောင်နော်အထက်ကကျင်လည်ကြသည့်အရာမှာလှည့်ပြတတ်သောလောဘစိတ်တို့ဖြင့်ပေါ်ပြတတ်သောလူဟောင်းကိုချွတ်ပယ်၍စိတ်နှလုံးသဘောတစ်ကိုရပြီးလျင်မှန်သောဖြောင့်မတ်ခြင်းတန်ရှင်းခြင်းပါရမီအဖြစ်ဘုရားသခင်နှင့်အတူအမြတ်ဖန်ဆင်းသောလူတစ်ကိုယူတင်ဝတ်ဆောင်မိအကြောင်းခရစ်တော်၏စကားကိုကြားနာရသည်ဖြစ်၍ယေရှု၌တမန်တရားရှိသည်နှင့်အညီထိုသခင်ထံ၌နိခံကြပြီတည်းဆိုမှပြောထားတာကိုကျမတို့တွေ့ရတယ်။ယုံကြည်သူဆိုတာဒီဘဝဟောင်းပေါ့နော်ပုတ်ပြတ်တတ်တဲ့လူဟောင်းကိုချွတ်ပယ်ပြီးမှအတစ်တော်ပုတ်ပြတ်တတ်သောလူဟောင်းကတော့သူ့ရဲ့ attitude သူ့ရဲ့စိတ်နေစိတ်ထားလဲ evil ဖြစ်တယ်သူ့ရဲ့အပြုအမူတွေလည်းမကောင်းဘူးပေါ့နော်ဒါပေမဲ့အတစ်တော်လူကိုကျမတို့ကယူတင်ဝတ်ဆောင်ရမှာဖြစ်တယ်အတစ်တော်လူတို့ပြောတဲ့အခါမှာဖြောင့်မတ်ခြင်းစစ်မှန်သောဖြောင့်မတ်ခြင်းတန်ရှင်းခြင်းနဲ့ပြေဝတဲ့ဘုရားသခင်ကဲ့သို့သောတစ်တော်တက်တာမျိုးကိုကျမတို့ယူတင်ဝတ်ဆောင်ဖို့ဖြစ်တယ်ပေါ့နော်ချက်ချင်းတော့ဖြစ်မလာပေမဲ့ဝိညာဉ်တော်အဖြစ်ဖြစ်သွားမှာဖြစ်ပါတယ်ကျမတို့ရဲ့အတစ်တော်အတက်တာကဘယ်မှာကျမတို့တိတာထင်ရှားမလဲဆိုရင်ကျမတို့ကသူတပားအပြုတ်သဘောမျိုးဆောင်တဲ့စကားမျိုးပေါ့နော်အဲ့လိုမျိုးပြောခြင်းပြီးတဲ့ခါကျတော့ဖြောင့်မတ်သောအတ္တမှာအသက်ရှင်ခြင်းတန့်ရှင်းသောစရိုက်လက္ခဏာတွေရှိခြင်းဒီအရာဟာဆိုရင်အတစ်တော်အတ္တမှာထင်ရှားနေရမှာဖြစ်ပါတယ်ကျမတို့ကခရစ်တော်၌ကယ်တင်ခြင်းကိုရရှိတာနဲ့ကျမတို့ကချက်ချင်းတစ်ချိန်တည်းတစ်ခါတည်းကျမတို့ဆုံးဖြတ်ချက်ချရသလိုနေ့စဉ်နေ့တိုင်းမှာလည်းနေ့စဉ်ရက်ဆက်ကျမတို့ကစက္ကပ်နေရမှာဖြစ်တယ်ကျမတို့ကအပြစ်လူဟောင်းပေါ့နော်အပြစ်နဲ့ပြည့်နဲ့နေသောလူဟောင်းရဲ့ထိန်းချုပ်မှုအောက်မှာကျမတို့ကအသက်မရှင်တော့ဘူးစိတ်လိုက်မှန်ပါနဲ့ကျမတို့အသက်မရှင်တော့ဘူးပေါ့နော်ကျမတို့ကတန်ရှင်သောအသက်တာပြီးတဲ့အခါကျတော့အတိကျမတို့ရဲ့ဥတီယာကလည်းအရင်ဘဝဟောင်းလိုမျိုးမဟုတ်ပါနဲ့ဘဝအတစ်မှာဥတီယာအတစ်နဲ့တန်ရှင်သောဝိညာဉ်တော်ကကျမတို့ပေးတဲ့အတစ်တော်အတွေးအခေါ်ဒီနဲ့ကျမတို့အသက်ရှင်ရမယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီမှာတွေ့ရတာဖြစ်ပါတယ်ကျမတို့ယုံကြည်သူဆိုတာအခန်းကြီးလေးအငယ်25မှာယုံကြည်သူဆိုတာကအမှန်တမန်တရားအမှန်တရားကိုမေတ္တာနဲ့တယောက်နဲ့တယောက်စကားပြောဖို့ဖြစ်ပါတယ်ထို့ကြောင့်မုတာစကားကိုပယ်ရှား၍မှန်သောစကားကိုသာအချင်းချင်းတယောက်နဲ့တယောက်ပြောကြလောအကြောင်းမူကားငါတို့ဒီအချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏မုတာကိုမတုံးမဲနဲ့မှန်သောတရားကိုသာပြောတဲ့သူဖြစ်တယ်ယုံကြည်သူဆိုတာပြီးတဲ့အခါကျတော့ယုံကြည်သူဆိုတာကဒေါသအမျက်ကိုတုံမထားဘဲနဲ့ချက်ချင်းဖြည့်ရှင်းတတ်တဲ့သူတွေဖြစ်တယ်ဖြည့်ရှင်းရမှာဖြစ်တယ်အမျက်ထွက်ရခြင်းအပြစ်မရှိစေနဲ့အမျက်မပြေစေဘဲနေမဝင်စေနဲ့မာနကိုအခွင့်မပေးကြနဲ့အဲ့ဒါအခန်းကြီးလေးအငယ်26 29မှာကျမတို့တွေ့ရတာဖြစ်ပါတယ်ကျမ်းစာကဒေါသမထွက်နဲ့လို့ကျမတို့မပြောထားဘူးဒါပေမဲ့ကျမတို့ကိုကျမတို့ရဲ့ဒေါသက control မဖြစ်အောင်လို့ကျမတို့ကအဲ့ဒီဒေါသကိုကျမတို့ကဟောပေါ့နော်ကောင်းမွန်စွာနဲ့ကျမတို့ handle လုပ်နိုင်ရပဲကျမတို့ကဟိုပေါ့နော်မစင်မစားနဲ့ဒေါသကိုထွက်လိုက်လို့ရှိရင်ဒေါသထွက်ပြစ်လိုက်တဲ့အခါမှာသူတစ်ပါးကိုနာကျင်စေတယ်ပြီးတော့relationship တွေကိုလည်းပျက်စီးစေတယ်ပြီးတော့ကျမတို့ဒေါသကိုအထဲမှာတိုးထားလို့ရှိရင်တော့ဘာဖြစ်လဲဆိုရင်ကျမတို့ကိုအတွင်းထဲကနေအဲ့ဒေါသကကျမတို့ကိုဖျက်ဆီးတယ်ကျမတို့ခါတီးမှုဖြစ်စေတယ်ပေါ့နော်အဲ့ဒါကြောင့်ရှင်ပေါလုကဒေါသဆိုတာအဲ့လိုမျိုးချက်ချင်းလက်ငင်းပဲကျမတို့က deal လုပ်ရမယ်ဆိုတဲ့ဟာကိုပြောထားတာဖြစ်တယ်ဒီကနေ့ကျမတို့တတမှာစဉ်းစားရအောင်ကျမတို့ဒေါသထွက်တဲ့သူရှိသလားပေါ့နော်သူတစ်ပါးကိုဒေါသထွက်သလားပေါ့အဲ့ဒါဒီနေ့အချိန်မကုန်ခင်မှာအဲ့ဒီဒေါသထွက်တဲ့သူနဲ့အစဉ်ပြေအောင်ကျမတို့လုပ်ဖို့ဖြစ်ပါတယ်
အခန်းကြီး4အငယ်29ကနေ30နှစ်အဲ့ဒီ29ကနေပြီးတော့30နှစ်ကိုကျမတို့ကြည့်တဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုရင်အဓိကအားဖြင့်တန်စင်တော်ဝိညာဉ်တော်ကိုစိတ်မနာစေနဲ့ဆိုတဲ့အကြောင်းကိုကျမတို့တွေ့ရတယ်အခန်းငယ်30ကိုအရင်ဖတ်မယ်ရင်းနှုတ်ခြင်းနေ့ရက်တိုင်အောင်တင်တို့ကိုတစိတ်ခတ်တော်မူသောဘုရားသခင်တန်စင်တော်ဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့် the Greek လိုမှာ like ဖဲအိုလို့ရေးထားတဲ့ဥစ္စာက grief ပေါ့နော် grief ဆိုတာဝမ်းနည်းတဲ့သဘောမျိုးပေါ့နော်ဆိုတော့တန်စင်တော်ဝိညာဉ်တော်ကသူ့ရဲ့ဩဇာလွှမ်းမိုးမှုသူ့ရဲ့လမ်းညွှန်ချက်နဲ့စန့်ကျင်ပြီးကျမတို့နေတဲ့အခါမှာသူကစိတ်နာတယ်ဝမ်းနည်းတယ်သူ့နှလုံးသားထဲမှာကျေနပ်မှုမရှိဘူးဆိုတာကိုကျမတို့ကမပျော်ဘူးပေါ့နော်အဲ့လိုဖြစ်ပါတယ်အဲ့ဒီတန်စင်တော်ဝိညာဉ်တော်ကိုဝမ်းနည်းစေတဲ့စိတ်နာစေတဲ့အပြုအမူလေးတွေကိုကျမတို့အခန်းငယ်29 31 32မှာကျမတို့ဆက်ဖတ်ရင်ကျမတို့တွေ့ရတယ်အဲ့ဒီမှာလိညာချင်းတို့မမှန်မကန်ပြောတဲ့ဟာတို့ဒေါသကိုတူထားတဲ့အရာတွေပြီးတဲ့အခါကျတော့စာရိတ္တပြပြစေတဲ့စကားတွေပြီးတော့ဖြက်လို့ဖြက်စီးစကားတွေအဲ့ဒါမျိုးပြောတဲ့ဟာတွေကတန်စင်တော်ဝိညာဉ်တော်ကိုစိတ်နာစေတာဖြစ်တယ်ကျမတို့အခန်းငယ်29 31 32ကိုကျမတို့ဖတ်ရအောင်အဲ့ထဲမှာ29အခန်းငယ်29ထဲမှာဆိုရင်ယုံကြည်သူဆိုတာကမတစ်မလျော်တဲ့စကားတွေကိုမပြောရဘူးဆိုတဲ့အရာဖြစ်ပါတယ်ညဉ့်ညူသောစကားတစ်ခုကိုများတင်တို့နှုတ်ထဲကမထွက်စေနှင့်ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းကတိဆောက်เสียဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလောတဲ့ညဉ့်ညူသောစကားတွေကိုနှုတ်ထဲကနေမထွက်စေဖို့ဖြစ်တယ်ပြီးတော့အခန်းငယ်31ကိုကျမတို့ကြည့်တဲ့အခါမှာခတ်သိမ်းသောစိတ်တိုခြင်းစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါငေါခြင်းသူ့အတရေပြက်အောင်ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းတို့ကို၎င်းတင်တို့မှပယ်ရှားကြလောတဲ့ကျမတို့ကညဉ့်ညူသောစကားတွေကျမတို့နှုတ်ထဲကနေထွက်နေတဲ့အခါမှာပြီးတော့အယားမဲ့ကျမတို့ဒေါသထပ်တပ်ပြီးတော့အမျက်ထွက်တာတို့ပြီးတော့သူ့အတရေပြက်အောင်ပြောတာတို့အဲ့ဒါမျိုးတွေကဝိညာဉ်တော်ကိုစိတ်နာစေတဲ့အရာတွေဖြစ်တယ်ဆိုတာကျမတို့သတိရဖို့ရန်အတွက်ဒီကျမ်းပိုက်လေးတွေကကျမတို့သတိပေးတာဖြစ်တယ်ပြီးတော့အခန်းငယ်30ကိုကြည့်တဲ့အခါမှာယုံကြည်သူဆိုတာကသူတစ်ပါးကိုကျေးဇူးပြုတတ်တဲ့သဘောမျိုးတနာဆုံမဲ့တတ်တဲ့သဘောမျိုးရှိရမယ်ခွင့်လွှတ်ခြင်းလည်းရှိရမယ်ဆိုတာကိုကျမတို့တွေ့ရတယ်အချင်းချင်းကျေးဇူးပြုခြင်းတနာဆုံမဲ့ခြင်းဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ရဲ့အပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလောဆိုမှပေါ်ပြထားတာကျမတို့တွေ့ရတယ်ကျမတို့သူတစ်ပါးကိုအပြစ်ချီနှောင်တဲ့အခါမှာအပြစ်မလွတ်တဲ့အခါမှာလည်းဝိညာဉ်တော်ကိုကျမတို့ဝမ်းနည်းစေတယ်စိတ်နာစေတာဖြစ်ပါတယ်ကျမတို့ရဲ့အတ္တမှာဘုရားသခင်ရဲ့အလိုတော်နဲ့ညီဆန့်ကျင်တဲ့အတ္တမျိုးအပြစ်ရှိတဲ့အတ္တမျိုးမှာကျမတို့အသက်ရှင်တဲ့အခါမှာဝိညာဉ်တော်ကိုကျမတို့စိတ်နာစေတာဖြစ်တယ်ဝိညာဉ်တော်ကကျမတို့နှလုံးသားထဲမှာနိုးဆော်တဲ့လှုံ့ဆော်ပေးတဲ့အရာတွေကိုကျမတို့ကဘယ်လိုပြောမလဲခရူးမဆိုင်ဘဲနဲ့ကျမတို့နေတဲ့အခါမှာလဲဝိညာဉ်တော်ကစိတ်နာတာဖြစ်တယ်ဝိညာဉ်တော်ကျမတို့ဝိညာဉ်တော်ကိုစိတ်နာစေတဲ့အခါမှာဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ဘုရားသခင်နဲ့ relationship ကထိခိုက်သွားတယ်ပြီးတော့ဘုရားသခင်ရဲ့ presence ဘုရားသခင်ကျမတို့အတူပါရှိခြင်းနဲ့ဘုရားသခင်ရဲ့တကူတော်ကိုကျမတို့တက်တာမှာမခံစားရတော့ဘူးပြီးတဲ့အခါကျတော့ကျမတို့ရဲ့တက်တာမှာဝိညာဉ်ကိုစိတ်နာစေတဲ့အခါမှာဝိညာဉ်ရေးရာမှာ၆တွေ့ခြင်းကိုခံစားရတယ်ပြီးတော့ဆုတောင်းတဲ့အခါမှာတော့မှအခက်အခဲဖြစ်လာတယ်ပြီးတော့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းတွေလည်းမရှိတော့ဘူးအဲ့လိုမျိုးဖြစ်တတ်ပါတယ်အဲ့ဒါမျိုးလေးတွေကျမတို့ခံစားလာပြီဆိုရင်ဒါဟာငါဝိညာဉ်တော်ကိုစိတ်နာစေမိပြီဆိုပြီးမှနောင်တနဲ့သူစီကိုပြန်သွားပြီးမှခွင့်လွှတ်ခြင်းကိုကျမတို့တောင်းခံရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီကျမ်းပိုက်ထဲမှာကျမတို့ရှင်းလင်းစွာတွေ့ရပါတယ်ပြီးတော့ကျမတို့အခန်းကြီး9အငယ်1နှစ်ကိုကြည့်တဲ့အခါမှာယုံကြည်သူဆိုတာဘုရားသခင်ကိုအတူယူရမယ်ပြီးတော့
ချစ်ချင်းမေတ္တာနဲ့ကျင်လည်ရမယ်ဆိုတဲ့အကြောင်းကိုကျမတို့တွေ့ရပါတယ်ထို့သို့တင်တို့သည်ဖျားသခင်ချစ်သားဖြစ်ကြသည်နှင့်အညီဖျားသခင်ကျင့်တော်မူသည်မျိုးသူကျင့်ကြလော့ခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအဖြစ်ဖျားသခင်ရှိတော်၌မွေးကြံသောအနံ့ရှိစေခြင်းကကိုဆက်ကပ်၍ရစ်ပူစော်လျက်ငါတို့အတွက်စွန့်တော်မူသည်နည်းသူတင်တို့သည်မေတ္တာတရား၌ကျင်လည်ကြလော့တဲ့ဒီနေရာမှာပေါ့နော်ဖျားသခင်ကျင့်တော်မူသည်နည်းသူကျင့်ကြလော့လို့ပြောတဲ့အခါမှာဘာကိုဆိုလို့တလဲဆိုရင်ကျမတို့ကဖျားသခင်ရဲ့စရိုက်လက္ခဏာဖျားသခင်ရဲ့ action တွေပေါ့နော်အဲ့ဒါတွေကိုကျမတို့ကအတူယူဖို့ဖြစ်ပါတယ်ပြီးတော့ကျမတို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းအထူးသဖြင့်သူတစ်ပါးတွေနဲ့ကျမတို့ဆက်ဆံတဲ့အခါမှာဖျားသခင်ရဲ့မေတ္တာဖျားသခင်ရဲ့ကျေးဇူးတော်ဟာထင်ရှားနေဖို့ထင်ဟနေဖို့ရနေဖို့ဖြစ်ပါတယ်ကျမတို့ကိုပေါ့နော်ရှင်ပေါလုကကျမတို့ရဲ့အပြုအမူကျမတို့ရဲ့စိတ်နေစိတ်ထားစိတ်လက္ခဏာတွေအားလုံးမှာကောင်းကင်ဘုံရှင်အဘဖျားသခင်နဲ့တူဖို့ရန်အတွက်တိုက်တွန်းထားတာဖြစ်ပါတယ်ပြီးတော့ဒီမှာမေတ္တာတရားနဲ့ကျင်လည်ကြလောလို့ပြောတဲ့အခါမှာဘယ်အရာကိုအဓိကထားတယ်လဲဆိုရင်ကျမတို့လှုပ်ဆောင်သမျှအရာတစ်ခုစီတိုင်းရဲ့အရာတစ်ခုစီတိုင်းဟာမေတ္တာတရားအပေါ်မှာအဓိကထားပြီးမှလှုပ်ဆောင်ခြင်းဖြစ်ဖို့ဖြစ်ပါတယ်ပြီးတော့ကျမတို့ကခရစ်တော်ကကျမတို့ကိုချစ်တယ်လို့သူတစ်ပါးတွေကိုချစ်ဖို့ဖြစ်တယ်ခရစ်တော်ရဲ့မေတ္တာကဘယ်လိုမေတ္တာမျိုးလဲဆိုရင် self sacrificial love ဖြစ်တယ် self sacrificial love ဆိုတဲ့အယူဆကပါလဲဆိုရင်ကိုကျိုးကိုမငဲ့ဘူးကိုကျိုးကိုမကြည့်ဘူးတခြားသောသူတို့ရဲ့လိုအပ်ချက်တခြားသောသူတွေကောင်းစားဖို့ရန်အတွက်ကိုအဓိကထားပြီးတော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲစိတ်ချမ်းသာမှုကိုယ့်ရဲ့လိုချင်တဲ့အရာလိုချင်တဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒတွေကိုစွန့်လွတ်ပြီးမှသူတစ်ပါးအတွက်ကိုကအနစ်နာခံပေးရမယ်ဆိုတဲ့အဲ့ဒီမေတ္တာမျိုးကိုပြောတာဖြစ်တယ်အဲ့လိုမေတ္တာမျိုးထားတဲ့အခါမှာလဲဘယ်တော့အခါမှပြန်လဲရယူမဲ့ reward အကျိုးကျေးဇူးကိုလုံးဝမမျှော်လင့်မဲနဲ့ကျမတို့ရဲ့အချိန်ကျမတို့ရဲ့အင်အားကျမတို့မှာရှိတဲ့ဥစ္စာတွေအကုန်လုံးကိုသူတစ်ပါးအတွက်အနစ်နာခံပြီးတော့ပေးအပ်ခြင်းစက္ကပ်ခြင်းမျိုးအဲ့ဒီမေတ္တာမျိုးမှာကျင်လည်ဖို့ပြောတာဖြစ်ပါတယ်အခန်းကြီး9အငယ်3ကိုကျမတို့ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်ယုံကြည်သူဆိုတာကမတရားသောမိထုံ၌မိထုံပြုတ်ခြင်းကိုရှောင်ရမယ်ဆိုတဲ့အရာတွေပေါ့နော်မတရားသောမိထုံ၌မိဝဲခြင်းအမျိုးမျိုးသောကိလေသာညစ်ညူးခြင်းလောဘလွန်ကျူးခြင်းအမှုတို့ကိုတန်ရှင်းသူတို့သည်ရှောင်တင့်တဲ့အတိုင်းစကားနည်းမြမဆက်ဆံကြနီတဲ့ဒီနေရာမှာပေါ့နော်မတရားသောမိထုံ၌မိဝဲခြင်းလို့ပြောတဲ့အခါမှာလင်မယားမဟုတ်ဘဲနဲ့ပြုတ်သမျှအရာအလုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးပါတယ်လက်မထက်ခင်မှာအတူတူနေခြင်းတွေလည်းပါတယ်ပေါ့နော်အဲ့ဒါတွေကိုဆောင်ရမယ်ပြီးတော့ကိလေသာညစ်ညူးခြင်းလို့ပြောတဲ့အခါမှာမတန့်ရှင်းသောအတ္တမှာအသက်ရှင်ခြင်းအရာတွေကိုပြောတာဖြစ်တယ်ပြီးတော့လောဘလွန်ကျူးခြင်းဆိုတာလည်းကျမတို့ကသူတစ်ပါးပိုင်ဆိုင်တဲ့အရာကိုတွားပြီးတော့တတ်မဲ့တာတို့အထူးသဖြင့်ဥစ္စာပိုင်ဆိုင်မှုတွေကိုအရန်လိုချင်တဲ့အင်မတန်မှလိုချင်တဲ့စိတ်ခံစားချက်မျိုးရှိတာပေါ့နော်ပြီးတော့ယာထုယာခံအစစ်အတန်းနေပြီးတော့လောကအရာတွေအဲ့ဒါတွေကိုလိုချင်တတ်မဲ့တဲ့စိတ်ထားရှိတယ်ဆိုတော့မေထုံနဲ့ပတ်သက်တဲ့အရာကိလေသာလွန်ကျူးခြင်းအရာလောဘလွန်ကျူးခြင်းအရာတွေဒီအရာတွေလောကအရာတွေတတ်မဲ့ခြင်းအရာတွေအားလုံးကိုကျမတို့ကရှောင်ရမှာဖြစ်တယ်လို့စကားနဲ့တောင်မှမပြောရဘူးကျမတို့တယောက်နဲ့တယောက် conversation စကားစမြည်စုံမိကြတဲ့အခါပြောကြတဲ့အခါမှာအဲ့ဒီအကြောင်းအရာတွေကိုတော့မှထည့်မပြောသင့်ဘူးလို့သူကပြောထားတာဖြစ်ပါတယ်ပြီးတဲ့အခါကျတော့အခန်းကြီး9အငယ်4မှာဘယ်လိုပြထားလဲဆိုရင်ယုံကြည်သူဆိုတာတကယ်မိုက်မဲတဲ့စကား coerce talk တွေကို
အဲ့ဒါမျိုးတွေကိုဆောင်ရမယ်အဲ့ဒါရဲ့အတိတ်တွေကိုကျွန်မရှင်းပြပါမယ်မတော်မလျော်သောညစ်ညူပြက်ပြဲပြည့်ရဲ့သောစကားများကိုပယ်၍ကျေးဇူးတော်ချီးမွမ်းခြင်းစကားကိုသုံးကြလောတဲ့အဲ့မှာအဲ့ဒီခုနကျွန်မပြောတဲ့ coerce talk ဆိုတာကဘာကိုပြောချင်တယ်လဲဆိုရင်မရင်ကျေးတဲ့စကားရိုင်းတဲ့စကားရိုင်းပြတဲ့သဘောမျိုးပြီးတဲ့အခါကျတော့သူတစ်ပါးကိုစော်ကားပုတ်ခတ်တဲ့စကားမျိုးအဲ့ဒါမျိုးကိုဘယ်တော့အခါမှမပြောသင့်ဘူးဆိုတဲ့အရာဖြစ်တယ်ကျမတို့တယောက်နဲ့တယောက်ယဉ်ကျေးစွာစကားပြောတဲ့နေရာမှာဒီစကားတွေပြောတဲ့ဆိုရင်လုံးဝမတင်လျော်တဲ့စကားဖြစ်တယ်ပြီးတော့အဲ့ဒီစကားတွေထဲမှာကျိန်ဆဲတဲ့စကားလုံးတွေလည်းပါတတ်တယ်ပေါ့နော်အဲ့ဒါဒီအားလုံးကိုကျမတို့ကယုံကြည်သူဆိုတော့အဲ့ဒါမျိုးတွေကိုဆောင်ရမယ်ဆိုတဲ့အရာဖြစ်ပါတယ်ပြီးတဲ့အခါကျတော့အခန်းကြီး9အငယ်10ကနေ9အငယ်10နဲ့9ကိုကျမတို့ကြည့်တဲ့အခါမှာယုံကြည်သူဆိုတာကဒီအလင်းထဲမှာအသက်ရှင်တဲ့အလင်းရဲ့သားလို့အသက်ရှင်ရမယ်ဆိုတဲ့အရာဖော်ပြထားပါတယ်အထက်ကာလ၌သင်တို့သည်မှောင်မိုက်အတိဖြစ်ကြ၏ယခုမူကားသခင်ဖျား၌အလင်းဖြစ်ကြ၏တို့ဖြစ်၍အလင်း၏သားကဲ့သို့ကျင့်နေကြလောအလင်းတော်၏အကျိုးမူကားအလုံးစုံသောကောင်းမွန်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းဖြစ်သည်အဲ့ဒီကောင်းမွန်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းဆိုတာဘာကိုဆိုလို့တလဲဆိုတာကိုကျွန်မဒီမှာအနည်းငယ်ရှင်းပြခြင်းနဲ့အဲ့ဒီမတိုင်ခင်မှာအခန်းငယ်လေးတွေကိုတစ်ခုပြီးတစ်ခုကျွန်မပြောပြသွားပါမယ်အဲ့မှာအခန်းငယ်8လေးမှာ8ကတော့ဘာပြောထားလဲဆိုတော့အထက်ကာလမှာသင်တို့ဟာမောင်မိုက်အတိဖြစ်ကြတယ်အခုကျတော့သခင်ဖျားနဲ့အလင်းဖြစ်ကြတယ်အဲ့ဒါကဘာကိုပြတယ်လဲဆိုရင်မောင်မိုက်အတိဖြစ်တယ်ဆိုတဲ့စကားလုံးကဘာကိုဆိုလို့တလဲဆိုလို့ရှိရင်ကျမတို့ဖျားသခင်နဲ့ကင်းကွာခြင်းပြီးတော့အပြစ်ရဲ့ဆရာလက္ခဏာနဲ့ပြည့်နေတဲ့အတ္တမျိုးမှာအသက်ရှင်ခြင်းကိုဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါကမောင်မိုက်အတိဖြစ်ခြင်းကိုအဲ့ဒါဆိုလိုတာဖြစ်ပါတယ်ပြီးတော့ကျမတို့ကခရစ်တော်၌ကယ်တင်ခြင်းကိုရတဲ့အခါမှာဘုရားသခင်ဖျားနဲ့အလင်းဖြစ်ကြတယ်တဲ့အဲ့ဒါကဘာဖော်ပြတယ်လဲဆိုရင်ကျမတို့ကဘုရားသခင်နဲ့ခရစ်တော်အားဖြင့်ဘုရားသခင်နဲ့ပြန်လည်ပြီးတော့ဆက်သွယ်လာတယ်ပြန်လည်ပြီးတော့ relationship ရှိလာတယ်ဘုရားသခင်ကနေပြီးတော့ကျမတို့ကိုအလင်းပေးလာတယ်အဲ့ဒီအတစ်တော်ဝိညာဉ်ရေးအတ္တကိုပြောကျင်တာဖြစ်ပါတယ်အလင်းရဲ့သားကဲ့သို့ကျင့်နေကြလို့ဆိုတဲ့အခါမှာကျမတို့ရဲ့အတ္တမှာပေါ့နော်ကျမတို့ရဲ့အတစ်တော်အတ္တကိုဖော်ပြတဲ့အတ္တမျိုးပေါ့နော်အဲ့ဒီရာကိုမြင်သာစေတဲ့ထင်ရှားစေတဲ့အတ္တမျိုးမှာပြုပြင်ပြောင်းလဲသောအတ္တမျိုးမှာကျမတို့အသက်ရှင်ဖို့ရန်အတွက်ပြောထားတာဖြစ်ပါတယ်ဒီအခန်းငယ်ကိုကြည့်တဲ့အခါမှာတော့ခုနပြောတဲ့အလင်းတော်ရဲ့အကျိုးပေါ့နော်ကောင်းမွန်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းအဲ့ဒီဥစ္စာကအလင်းမှနေတဲ့သားသမီးတွေရှုံကြည်သူတွေရဲ့အတ္တမှာရှိတဲ့အရာတွေဖြစ်ပါတယ်ကောင်းမွန်ခြင်းလို့ပြောတဲ့အခါမှာဘာကိုဆိုလိုချင်တယ်လဲဆိုရင်ကျမတို့အကျင့်တရားအဖြစ်ပေါ့နော်အကျင့်တရားဘက်မှာဆိုရင်ကိုကျင့်တရားတော်၎င်းကျမတို့ရဲ့စိတ်နေစိတ်ထားတော်၎င်းသူတစ်ပါးအပေါ်မှာကျင်နာတတ်တယ်သဘောထားကောင်းတယ်စာနာရိုင်းပစ်တတ်တဲ့ရိုင်းပြင်းတတ်တဲ့သဘောမျိုးပေါ့နော်သနာချင်းကရုဏာရှိတတ်တဲ့သဘောမျိုးရှိတယ်ပြီးတော့သူတစ်ပါးခံစားချက်ကိုဝေမျှပြီးတော့ခံစားတတ်တဲ့သဘောမျိုးရှိတယ်အဲ့ဒီလိုမျိုးကိုကောင်းမွန်ခြင်းလို့ခေါ်ပါတယ်ပြီးတော့ဖြောင့်မတ်ခြင်းဆိုတာဘာကိုဆိုလို့တလဲဆိုရင်ဘုရားသခင်ရဲ့စံချိန်စံနှုန်းနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့ဘုရားသခင်ရဲ့စံချိန်စံနှုန်းဘုရားသခင်ရဲ့ဥပဒေတအတိုင်းကျမတို့အသက်ရှင်ခြင်းကိုဖြောင့်မတ်ခြင်းလို့ဆိုလိုတာဖြစ်ပါတယ်ကျမတို့ရဲ့အတ္တမှာအသက်ရှင်ခြင်းမှာအဲ့ဒီဘုရားသခင်ရဲ့စံချိန်စံနှုန်းဥပဒေတအတိုင်းအသက်ရှင်ဖို့ကိုပြောတာဖြစ်ပါတယ်အဲ့ဒါအလင်းမှနေတဲ့သူရဲ့တတဖြစ်တယ်သစ္စာဆောင်ခြင်းလို့ပြောတဲ့အခါမှာရိုးသားတဲ့သဘောမျိုးရှိတယ်ပြီးတော့စစ်မှန်တဲ့သဘောမျိုးရှိတယ်စစ်မှန်သောအတ္တမှာအသက်ရှင်တယ်ပြီးတော့စကားပြောတဲ့အခါမှာလည်း
Mama Kankambe Jota Ateta attention Yamale Jota Toma de Bomio integrity bono Aramio si de Yaw Tissa Soundche Eri common Tim Toma Chintissa Soundchinga Alima si de ta Sonchi to yet Tatama Niare Lakanari Chepare Piro Kanjinga and yet a say what Tamaru Chide Kama Yonji to Soraka Payatkin Nitato Ayago Lila Pima Eddie a time at Tassayame Sorago Tuyabare the Kim Paya Nitadomuto Ayati Abe Aya Piti would Tenjalo Sumima Popia Tabare Piro Kanjinga and yet Satekani Satongo Tamaru Chide Kama Yonji to Soraka Mankane Ayane Tansiento Ayago speak out loyame. Pure Toyame or Top Joyame, sorry Ayate. Tama Kanji Sati Gobe Pamesoye, a Tometo, Mama Amudo ni Masasanti Maka, Masasanti Tamaka, to Amudo ye Aptico, Piatalo, look for Piatabare. A Tometo, Mama Amu Soraka. Tomorrow ye Puama, tomorrow knitted the aya, tomorrow piosito aya, pipit, low some motor kukua, a pit ne a song that day, a pipit torres in daga, a tomato, mamma, a mulo covare. Simbolua, eddy a tomato, mamma, a mu, a tine, a pit, now go like dore, a tatamio, era mio, eddy a yarigo, sound yon damakabe nere. Eddie Leo, Eddie appear new tomorrow ga Paul Toyame bono, sorry ayago, Ninta on Popiayame, sorry a tango, Simpolo de Mapiotara today, Papiro Lesoro, tomorrow ga Bama Piobene, silent, pero Tacy Sonny Kama, tomorrow ga Eddie appear de go, Tau Candelo, Pitore bono, and I don't pay out the king up. Gonto aya atwe yatti yere turego lo ade piro mankanto aya tansindo aya go minta on thopo pyo de tu de ko phya tkin lo ada phit de zong ji tu sora ai lo myo phit ya me sora sin paul lu ga di akhan ji nga 17 ထဲမှာကျမတို့ပြောထားတာဖြစ်ပါတယ်အခန်းကြီးကအငယ်14ကတော့ကျမတို့ရဲ့အတင်းတော်တင်းဖြစ်တဲ့ခဏခဏကြာပြီးသားဖြစ်တဲ့အသေးစိတ်မရှင်းပြတော့ဘူးယုံကြည်သူဆိုတာဝိညာဉ်ရေးရာမှာနိုးနေရမယ့်သူတွေဖြစ်တယ်ထို့ကြောင့်အိပ်ပျော်သောသူနိုးလော့တေခြင်းမထမြောက်လော့တို့ပြုလျင်ခရစ်တော်သည်အလင်းကိုတင်အားပေးတော်မူမည်ဟုဆိုသည်တဲ့အိပ်ပျော်သောသူနိုးလော့တဲ့ဒီနေရာမှာပေါ့နော်အိပ်ပျော်တယ်ဆိုတာဘာကိုဆိုလို့တလဲဆိုတာအနည်းငယ်ဖော်ပြပါမယ် spiritual state of spiritual apathy ပေါ့နော်အဲ့ဒါစိတ်မပါတော့တာဝိညာဉ်ရေးရမှာ तू စိတ်မပါတော့ဘူးပြီးတော့ဘုရားသခင်ရဲ့တမန်တရားနဲ့လဲ तू ကင်းကွာသွားတယ်ကင်းလွတ်သွားတယ်ဘုရားအဲ့ဒီကနေပြီးတော့ဖယ်ခွာသွားတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဥစ္စာကပါလဲဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လဲစင်ကြင်နှလုံးသွင်းဘုရားအလိုတော်ကိုလိုက်ဖို့ရန်အတွက်ပြန်လဲပြီးတော့အသက်ရှင်လာဖို့အသက်ဝင်လာဖို့ရန်အတွက်နိုးလာဖို့ရန်အတွက်တတိပေးခြင်းဖြစ်ပါတယ်ကျမတို့တည်ခြင်းမထမြောက်လောလို့ကျမတို့ဒီနေရာမှာဒီစကလုံးသုံးထားတဲ့အခါမှာသူကဘာကိုဖော်ပြတာလဲဆိုလို့ရှိရင်ဝိညာဉ်ရေးရာအဖြစ်ဒီအတက်မရှိတာဝိညာဉ်ရေးရာအတက်မဲ့ပေါ့အတက်မဲ့ခြင်းကနေပြီးတော့ခရစ်တော်နဲ့အတစ်တော်အသက်တာမှာအသက်ရှင်ဖို့ရန်ကိုပြောတာဖြစ်တယ်ပေါ့နော်တေခြင်းဆိုတဲ့အခါမှာဝိညာဉ်ရေးရာမှာအသက်မဲ့နေတာဖြစ်တယ်ဒါမဲ့ခရစ်တော်နဲ့အတစ်တော်အသက်တာမှာပြောင်းလဲဖို့ခရစ်တော်ရဲ့တကိုးတော်အဖြစ်ပြောင်းလဲခြင်းကိုပေါ်ပြခြင်းတာဖြစ်တယ်ပြီးတော့ခရစ်တော်ဒီအလင်းကိုတင်အားပေးတော်မူမည်တဲ့အဲ့ဒါဘာလဲဆိုရင်ဒီယုံကြည်သူတွေကနိုးလောထလောဆိုပြီးမှတတိပေးတဲ့အတန်ကိုတတိပြုလာတယ်နားထောင်လာတယ်ဆိုရင်သူတို့ကခရစ်တော်ရဲ့အလင်းကိုခံစားရမှာဖြစ်တယ်ခရစ်တော်ရဲ့အလင်းကိုခရစ်တော်ရဲ့အလင်းပေးခြင်းကိုခံရမှာဖြစ်တယ်အဲ့လိုပြောတဲ့အခါဘာလို့ဆိုလို့တလဲဆိုရင်ခရစ်တော်ကနေပြီးတော့
သူတို့ကိုလမ်းညွှန်ချက်ပေးမယ်လမ်းပြပေးမယ်ပြီးတော့တခုခုလုံနိုင်ဖို့ရတဲ့လိုအပ်တဲ့တကောအာဏာကိုသူကပေးမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းယုံကြည်သူဆိုတာအဲ့ဒါမျိုးဖြစ်တယ်ဆိုတာကိုဘောနော်ထားမြောက်လာတယ်ဆိုရင်ခရစ်တော်ရဲ့အလင်းပေးခြင်းကိုခံရမယ်ခရစ်တော်ပေးတဲ့တကောနဲ့ခရစ်တော်ရဲ့နိုင်ငံတော်အတွက်တခုခုကိုလုံနိုင်တော်သူများဖြစ်တယ်ဆိုတာကိုဖော်ပြချင်တာဖြစ်တယ်ပြီးတော့အခန်းကြီး9အငယ်15နေ19အခုနကျွန်မအစမှာဖတ်တဲ့အကျမ်းပိုက်ပေါ့နော်ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလော့ယခုနေ့ရဲ့ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ဖျား၏အလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြလော့ယုံကြည်သူဆိုတာဘယ်လိုအသက်ရှင်ရမလဲဆိုတာဒီနေရာမှာရှင်းလင်းစွာဖော်ပြထားတာဖြစ်ပါတယ်အခန်းငယ်15မှာပညာမဲ့ကဲ့သို့မဟုတ်တဲ့ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလော့ဒီယာကဘာကိုအဓိကထားတလဲဆိုလို့ရှိရင်ကျမတို့ဟာလုပ်ရတဲ့အရာတစ်ခုတိုင်းမှာတတိရှိနဲ့ပညာရှိလို့နေရမယ်ပြီးတော့လုပ်တဲ့အရာတွေလည်းနမောနမဲ့နဲ့ပြီးတဲ့အခါကျတော့ခယူမဆိုင်ပဲနဲ့ပေါ့နော်မိုက်မဲတဲ့ပုံစံမျိုးနဲ့ကျမတို့တတိလက်လို့မနေရဘူးတမြင်တကရည်ရွယ်ချက်ရှိနဲ့ကျမတို့အသက်ရှင်ရမယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်အခန်းငယ်16ကကာလအချိန်ကိုရွေးနှုတ်ကြလောလို့ပြောတဲ့အခါမှာဒီဥစ္စာကျမတို့ရဲ့အချိန်ကိုပညာရှိတွေသုံးတယ်လို့ပဲကျမတို့ကတတိထားပြီးတော့သုံးရမယ်ဆိုတဲ့အရာကိုအဓိက highlight လုပ်ချင်တာဖြစ်တယ်အဲ့ဒါကျမတို့အနေနဲ့ကျမတို့ရဲ့အချိန်ကိုသုံးတဲ့အခါမှာသာဝရအရာအတွက်အကျိုးရှိတဲ့အရာအဲ့ဒီအရာတွေအတွက်သာဝရကာလမှာအကျိုးရှိတဲ့အရာအတွက်ကျမတို့ရဲ့အချိန်ကိုသုံးဖို့ဖြစ်ပါတယ်ပြီးတော့ခန်းငယ်19မှာတတိမရှိသောသူမဖြစ်သခင်ဖျားရဲ့အလိုတော်ရှိရာကိုပိုင်းခြားပြီးတည်တော်သူဖြစ်ကြလောတဲ့အဲ့ဒါကဖျားသခင်ရဲ့အလိုတော်ကဘာလဲဆိုတဲ့ဟာကိုရှာဖွေပြီးတဲ့အခါကျတော့အဲ့ဒီဖျားသခင်ရဲ့အလိုတော်နဲ့အညီပေါ့နော်ကိုယ့်ရဲ့အသက်တာကညီနေသလားဆိုတာကိုအမြဲတမ်းညှိပြီးမှပေါ့နော်အသက်ရှင်ရမယ်ဆိုတဲ့အရာလောကအရာဆန္ဒတွေကိုကျမတို့အဲ့ဒီနောက်ကိုမလိုက်ဘဲနဲ့ဘုရားသခင်ရဲ့အလိုတော်ကိုရှာပြီးတော့အဲ့ဒီအလိုတော်အတိုင်းကျမတို့ကကိုယ့်ရဲ့အသက်တာကိုညှိပြီးမှအသက်ရှင်ရမယ်ဆိုတဲ့အရာဖြစ်ပါတယ်အဲ့ဒါကအခန်းကြီး9အငယ်14ကနေအငယ်15ကနေ19အထိဖြစ်ပါတယ်ယုံကြည်သူဆိုတာကတတိနဲ့အသက်ရှင်ဖို့ပြီးတော့သာဝရကာလမှာအကျိုးရှိတဲ့အရာအတွက်အသက်ရှင်ဖို့ပြီးတော့ဘုရားရဲ့အလိုတော်ကိုရှာပြီးအသက်ရှင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုဖော်ပြတာဖြစ်တယ်ခန်းကြီးကအငယ်18ကယုံကြည်သူဆိုတာတန့်စင်သောဝိညာဉ်တော်နဲ့ပြည့်ရမယ်ဆိုတဲ့အရာဖြစ်တယ်လွန်ကျိုးစေတတ်သောစပည့်ရည်နဲ့ရစ်မှုခြင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော့အဲ့ဒါဝိညာဉ်တော်နဲ့ပြည့်စုံရမယ်ဆိုတဲ့အဲ့ဒီပြည့်စုံခြင်း fill with the spirit ဆိုတဲ့ဥစ္စာကသူ့ရဲ့ context ကိုကြည့်တဲ့အခါမှာဘာကိုဆိုလို့တလဲဆိုရင်တန့်စင်သောဝိညာဉ်တော်ရဲ့အုတ်ထိန်မှုအောက်မှာတန့်စင်သောဝိညာဉ်တော်ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာတန့်စင်သောဝိညာဉ်တော်ရဲ့တကောအောက်မှာသူ့ရဲ့အောက်မှာကျမတို့အသက်ရှင်ခြင်းကိုဆိုလိုတာဖြစ်တယ်ပြီးတော့တန့်စင်သောဝိညာဉ်တော်ရဲ့လမ်းပြလမ်းညွှန်ခြင်းကိုအဲ့ဒါကိုကျမတို့ခံယူဖို့ဖြစ်တယ်ပြီးတော့ကျမတို့ရဲ့အတွေ့အခေါ်တွေကျမတို့ရဲ့ပြောတဲ့စကားလုံးတွေကျမတို့ရဲ့အပြုအမူတွေအဲ့ဒါဒီအားလုံးကိုတန့်စင်သောဝိညာဉ်တော်ကပြုပြင်ပေးဖို့ပုံသွင်းပေးဖို့ရအတွက်ကျမတို့ကသူ့လက်ထဲမှာအားလုံးကိုအပ်ပြီးတော့သူ့ရဲ့ပြုပြင်ခြင်းကိုစောင့်မျှော်နေရမယ်ခံယူနေရမယ်ဆိုတဲ့အရာဖြစ်တယ်ကျမတို့တန့်စင်သောဝိညာဉ်တော်ပြည့်စုံရမယ်လို့ပြောတဲ့အခါမှာသူ့ရဲ့လမ်းညွှန်ခြင်းအရာကိုကျမတို့ actively ရှာဖွေပြီးမှသူကငါ့ကိုဘလို့ပုံစံနဲ့လမ်းညွှန်နေတယ်လဲလမ်းပြနေတယ်လဲဆိုတဲ့အရာကိုအမြဲတမ်းရှာဖွေပြီးမှ
Tomorrow at the Tama, two a low, the tail, near sentence, second timer, dancing no wing no go, tomorrow the Tatrima, a low queen tomorrow payame. Piro tomorrow a ma, tomorrow at the go to have pop jari kama, correct loaded kama, tomorrow accept, lekantayame. Piro dancing no wing no ye, သူ့ရဲ့ကန့်တက်ချက်ပေါင်းအတွင်းမှာကျမတို့အသက်ရှင်နေရမယ်သူ့ရဲ့တကိုးတော်ပေါ်မှာကျမတို့ကအားကိုးပြီးတော့အသက်ရှင်ရမယ်ဆိုတဲ့အရာဖြစ်တယ်ကျမတို့ဒီနေရာမှာပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်စုံခြင်းအရာကဒီ Greek စကားလုံးထဲမှာတော့ passive voice နဲ့သုံးထားတယ်ပြောချင်တာကဘာလဲဆိုရင်ကိုယ်ဟာနဲ့ကိုလူကယုံကြည်သူကသူ့ဟာနဲ့သူစ조사ပြီးတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်တာမျိုးမဟုတ်ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်ကသူ့ရဲ့အထဲမှာလှုပ်ပြီးမှသူကတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်လာတဲ့အရာကိုပေါ်ပြခြင်းဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ရမယ်လို့ဆိုတဲ့အခါမှာကျမတို့ဟာတန်ရှင်တော်ဝိညာဉ်တော်ရဲ့အုပ်ချုပ်မှုပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့စိုးမိုးမှုတန်ရှင်တော်ဝိညာဉ်တော်ရဲ့ထိန်းချုပ်မှုကျမတို့အောက်မှာနေရမှာဖြစ်တယ်ပြီးတဲ့အခါကျတော့ကျမတို့ကတန်ရှင်တော်ဝိညာဉ်တော်ရဲ့လိုက်ညွှန်မှုကိုကျမတို့ဘဝအစစ်အပိုင်းတစ်ခုစီတိုင်းမှာသူ့ရဲ့လမ်းညွှန်မှုသူ့ရဲ့လမ်းပြမှုကိုကျမတို့လက်ခံပြီးတော့ willingly ကျမတို့စိတ်ပါစွာနဲ့သူလမ်းပြတဲ့အတိုင်းပဲငါသွားလာမယ်ဆိုပြီးမှကိုကိုပို့တတာကိုသူ့လက်ထဲမှာစက္ကပ်အနံတဲ့အခါမှာသူကနေပြီးတော့ကျမတို့အထဲမှာအလုံးလို့လာပြီးမှပြုပြင်ပြောင်းလဲစေတဲ့အခါမှာတနေ့ပြီးတနေ့ကျမတို့တန်ဆင်တော်ဝိညာဉ်တော်နဲ့ပို့ပြီးတော့ပြည့်လာတာဖြစ်တယ်အဲ့ဒီတန်ဆင်တော်ဝိညာဉ်တော်နဲ့ပြည့်ရတဲ့အရာကလည်း one time event မဟုတ်ဘူးเนาะတခါတည်းနဲ့ပြည့်ဝသွားတာမဟုတ်ဘဲနဲ့ကျမတို့ရဲ့အသက်တာမှာယုံကြည်သူရဲ့အသက်တာမှာတန်ဆင်တော်ဝိညာဉ်တော်ကိုအဖွင့်ပေးပြီးမှနေ့ရက်နေ့စဉ်တိုင်းမှာတန်ဆင်တော်ဝိညာဉ်တော်ပြုပြင်ပြောင်းလဲပေးခြင်းအဖြစ်ပြုပြင်ပြောင်းလဲပေးခြင်းကိုကျမတို့ခံယူနေရမှာဖြစ်တယ်အဲ့လိုနည်းနဲ့ကျမတို့ရဲ့အသက်တာဟာတန်ဆင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝရတဲ့အသက်တာမျိုးမှာကျမတို့အသက်ရှင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေရာမှာရှင်ဘောလူကဖော်ပြတာဖြစ်တယ်ဆိုတာကျွန်မဖော်ပြချင်ပါတယ်နောက်ဆုံးအခန်းမှာကြတော့အခန်းငယ်19-20ထဲမှာယုံကြည်သူတွေအားလုံးယုံကြည်သူများဟာဆိုရင်အတူတကွချီးမွမ်းတခြင်းဆိုပြီးတော့ဘုရားသခင်ကိုလည်းကျေးဇူးတော်ကြီးလှပါ၏လို့ဝန်ခံရမယ်ဆိုတဲ့အကြောင်းကိုပြောထားပါတယ်ကျွန်မဖတ်ပါမယ်စာရန်တခြင်းမဆတော့ဓမ္မတခြင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ယူ၍နုညွတ်သောစိတ်နှလုံးနှင့်သခင်ဘုရားရှိတော်၌ကျူအေ၍တခြင်းဆိုကြလော့ခတ်သိမ်းသောအရာတို့၌ကျေးဇူးတော်ကြီးလှပါ၏ဟုငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ခမည်းတော်ဘုရားသခင်ရှိတော်၌ကာလအစဉ်မပြတ်ဝန်ခံကြလော့ဆိုတော့ကျွန်မအနေနဲ့အားလုံးကိုပေါ့နော်ပြန်ပြီးတော့ချုပ်ပြီးတော့ပြောရမယ်ဆိုရင် conclusion ပေါ့နော်ဏိကုံးအနေနဲ့ပြန်ပြီးတော့ချုပ်ရမယ်ဆိုရင်ယုံကြည်သူဆိုတာလူဟောင်းကိုချွတ်ပယ်ပြီးလူတစ်ကိုယူတင်ဝတ်ဆောင်ဖို့ဖြစ်တယ်လူတစ်ဆိုတာဖြောင့်မတ်ခြင်းတန်ရှင်းခြင်းရှိတဲ့လူတစ်ဖြစ်တယ်ဘုရားသခင်ရဲ့ဆရာလက္ခဏာမျိုးရှိလာတဲ့သူဖြစ်တယ်အပြစ်တရားရဲ့ထိန်းချုပ်မှုအောက်မှာမနေတော့ဘူးယုံကြည်သူဆိုတာမုတာကိုမတုံးပဲမှန်သောစကားကိုသာပြောတော်သူဖြစ်တယ်ယုံကြည်သူဆိုတာဒေါသကိုအမြန်ဆုံးဖြေရှင်းတတ်တဲ့သူဖြစ်တယ်ယုံကြည်သူဆိုတာဝိညာဉ်ကိုစိတ်နာစေတဲ့အရာတွေကိုရှောင်ရမှာဖြစ်တယ်မမှန်မကန်ပြောခြင်းညှဉ်းညူတဲ့စကားပြောခြင်းသူတစ်ပါးအတရေပြက်အောင်ပြောခြင်းအပြစ်ချီနှောင်ခြင်းဒါတွေကိုရှောင်ရမယ်ဒါတွေကဝိညာဉ်တော်ကိုစိတ်နာစေတဲ့အရာဖြစ်တယ်ဝိညာဉ်ရေးမှာ၆တွေ့လာပြီးဆိုရင်ဒါဝိညာဉ်တော်ကိုစိတ်နာစီလို့ဖြစ်တယ်နောင်တနဲ့သူစီကိုကျမတို့ပြန်သွားဖို့ဖြစ်တယ်ယုံကြည်သူဆိုတာဖျားရှင်ရဲ့ဆရာလက္ခဏာတွေကိုအတူယူဖို့ဖြစ်တယ်ခရစ်တော်လိုပဲသူတစ်ပါးအတွက်အနစ်နာခံခြင်းနဲ့ချစ်ရမှာဖြစ်တယ်ယုံကြည်သူဆိုတာမတရားသောမိထုံကိုမပြုတ်ယုံတာမကစကားနဲ့တောင်မှမပြောရဘူးယုံကြည်သူဆိုတာအလင်းရဲ့သားကဲ့သို့ကျင့်ရမှာဖြစ်တယ်အလင်းရဲ့သားကကောင်းမွန်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းလက္ခဏာတွေရှိတယ်ယုံကြည်သူဆိုတာ
နှစ်သက်တဲ့အရာဖယားသခင်နှစ်သက်တဲ့အရာဘာလဲဆိုတာကိုရှာပြီးလှုပ်ဖို့ဖြစ်တယ်လှုပ်တဲ့သူလည်းဖြစ်တယ်ယုံကြည်သူဆိုတာအပြစ်တရား၌မနေုံသာမကအပြစ်ရှိတဲ့အရာတွေကိုမြင်သာအောင်ထုတ်ပေါ်ပြောနိုင်တဲ့သူဖြစ်တယ် speak out what is true and holy ပေါ့နော်ပြီးတော့ယုံကြည်သူဆိုတာဝိညာဉ်ရေးရာမှာအိပ်ပျော်နေခြင်းကနေနိုးထတဲ့သူဖြစ်ရမယ်ဆိုတာပြီးတော့ယုံကြည်သူဆိုတာတတိရှိရှိနဲ့ပညာရှိလို့အသက်ရှင်ဖို့ဖြစ်တယ်ထာဝရကာလမှာအကျိုးရှိတဲ့အရာတွေဒီလောကမှာအသက်ရှင်ရမှာဖြစ်တယ်ဖယားအလိုတော်ကိုရှာပြီးတော့သိပြီးတော့အလိုတော်အတိုင်းအသက်ရှင်ဖို့ဖြစ်တယ်ယုံကြည်သူဆိုတာဝိညာဉ်တော်ရဲ့အုပ်ထိန်မှုအောက်မှာလွှမ်းမိုးမှုအောက်မှာဥဆောင်လမ်းပြလမ်းညွှန်မှုအောက်မှာအသက်အမြဲနေဖို့ဖြစ်တယ်ဝိညာဉ်တော်ကကိုအပြစ်တွေကိုဖော်ပြသွန်တင်တာကိုလေကိုကဝန်ခံဖို့ခံယူဖို့ဖြစ်ပါတယ်နောက်ဆုံးမှာကြတော့ယုံကြည်သူများဟာဆိုရင်အတူတကွကျေးဇူးတော်ချီးမွမ်းပြီးတော့ဝိညာဉ်တော်နဲ့ပြည့်တဲ့သူတွေပေါ့နော်အားလုံးဝိညာဉ်တော်နဲ့အသက်ရှင်တဲ့သူတိုင်းကျေးဇူးတော်ချီးမွမ်းတခြင်းကိုအတူတကွဆိုပြီးတော့ဘုရားသခင်ကိုတော်ဟာကိုတော်ရဲ့ကျေးဇူးတော်ကြီးလှပါတယ်ဆိုပြီးမှအစဉ်ဝန်ခံတဲ့သူများဖြစ်ကြတယ်ဆိုတာနဲ့ညီကုန်းချုပ်ပြီးတော့ကျွန်မအနေနဲ့အကျဉ်းချုံပြန်ပြောချင်ပါတယ်အရောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ